အားလုံးပဲမင်္ဂလာပါနေနေဆုံး channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Filipino style carbonara pasta ကိုချက်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးခောက်ဆွဲပြုတ်ဖို့ရအတွက်ကျမတို့ရေနွေးတည်ထားပါမယ်နော်ရေထဲမှာတော့အစားနဲ့စီအနှဲငယ်ထည့်ထားပါတယ်ရေနွေးပုတ်ပုတ်ဆူလာပြီဆိုရင်တော့ကျမအလေးချိန်350 gram လောက်ရှိတဲ့ pasta ခောက်ဆွဲကိုထည့်ထားပြီးပါတယ်နော်တေချာလေးမွေပြီးဖို့တော့လိုပါတယ်နော်တစ်ခုနဲ့တစ်ခုကတ်မသွားအောင်တေချာမွေပြီးရပါမယ်နော်ပြီးတဲ့အခါမှာပြုတ်တဲ့အခါမှာလည်းအထုပ်ရဲ့အပေါ်မှာပြထားတဲ့အတိုင်းပြုတ်ပြီးရပါမယ်နော်ခောက်ဆွဲထုတ်တစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်ဖြစ်တယ်ကျမကတော့9မိနစ်လောက်တေချာချာပြုတ်ထားပြီးပါတယ်9မိနစ်ပြည့်သွားတဲ့အခါမှာတော့ရေတေချာစစ်ပြီးတော့တခြားခွက်တစ်ခုထဲမှာထည့်ထားပါတယ်နော်အခုကတော့ခောက်ဆွဲချက်ဖို့ရန်အတွက်စာပြုပါမယ်နော်တဲဦးထဲမှာထောပတ်လေးထည့်ထားပါတယ်ထောပတ်တိချာအည်ပျော်ပြီးပြီဆိုရင်တော့ကျွန်မချက်သွန်နေထည့်ပါတယ်နော်ချက်သွန်နေထည့်ပြီးလို့ခဏမွေပြီးသွားတဲ့အခါမှာတော့ချက်သွန်ဖြူပြန်ထည့်ပါမယ်နော်တိချာလေးမွေပြီးတော့အနှံ့မွေးလာတဲ့အခါမှာတော့ကျွန်မအသားပြားတွေထည့်ထားတယ်နော်ဒီနေရာမှာဘေးကွန်းပြားတွေသုံးရင်လည်းရပါတယ်နော်ကိုစိတ်ချိုက်သုံးလို့ရပါတယ်ကုံလုံးတီတီချာချာလေးမွေပြီးသွားပြီဆိုရင်တော့အနှံ့မွေးလာပြီဆိုရင်တော့ဒီမှာပြန်လဲတစ်ဖန်မူလေးထည့်ထားပြီးမှဖြစ်ပါတယ်နော်မူထည့်ထားမှဖြစ်ပါတယ်မူကတော့ကျွန်မအနည်းငယ်ပဲထည့်ပါတယ်နော်အများကြီးကြိုက်ရင်လည်းခက်မြန်မြန်ထည့်လို့ရပါတယ်နော်ကျွန်မကတော့တိတ်မကြိုက်လို့အနည်းငယ်ပဲထည့်ထားပါတယ်ပြီးရခါမှာဒီနေရာမှာနှုတ်စိမ့်ထည့်ထားပါတယ်နော်သွက်ထည့်ထားပါတယ်ကိုကများများကြိုက်ရင်များများထည့်လို့ရပါတယ်နော်ဒီချာလေးပြန်မွေပေးပါမယ်နော်ဒီခါမှာဒီနေရာမှာ mushroom cream ပေါ့နော် mood cream ပြန်ထည့်ထားပါတယ်နော်တဝက်လောက်ပဲထည့်ချင်တာအကုန်လုံးထွက်လာတော့အကုန်လုံးပဲထည့်လိုက်တော့မယ်နော်တေးသေးချာချာမှွေပြီးသွားပြီဆိုရင်တော့ကျမတို့ heavy cream ပေါ့နော် all purpose cream ပြန်ထည့်ထားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတဝက်လောက်ပဲထည့်ထားပါတယ်ခုနက mood cream အရင်များသွားတဲ့အတွက်ဒီညမှာတဝက်ပဲထည့်ထားရနော်ကိုကအကုန်လုံးထည့်ထားခြင်းလဲထည့်လို့ရပါတယ်နော်အကုန်လုံးတည်တည်ချာချာမွေပေးထားပါမယ်နော်မွေပေးသွားပြီဆိုရင်တော့နည်းနည်းပြစ်လာပြီဆိုရင်ခုနပြုတ်ထားတဲ့ခောက်ဆွဲအကုန်လုံးထည့်ထားပါတယ်တည်တည်ချာချာလေးမွေပေးပါမယ်နော်လုံးတည်တည်ချာချာမွေပေးသွားပြီဆိုရင်တော့ဒီနေရာမှာ cheese ထည့်ထားပါတယ်နော်အရေးပြောလွယ်တဲ့ cheese တွေထည့်ထားပါတယ်ကျမကတော့နည်းနည်းပဲထည့်ထားပါတယ် cheese အရင်များရင်မကြိုက်လို့ပါနော်ကိုက cheese များများကြိုက်ရင်များများထည့်လို့ရပါတယ် cheese တွေအရေးပြောသွားအောင်တေချာလေးပြန်မွေပေးပါမယ်ရခါမှာငရုတ်ကောင်းမှုအနှဲငယ်ထည့်ထားပါတယ်နော်ပြီးရင်တော့နောက်ဆုံး parsley အရွက်လေးကိုနည်းနည်းထည့်ထားပါတယ်နော်မကြိုက်ရင်လည်းထည့်လို့ရပါတယ်ထည့်လို့လည်းရပါတယ်နော်အကုန်လုံးတေးသေးချာချာမွေပြီးသွားပြီဆိုရင်တော့အရန်ကိုမှအရသာရှိတဲ့ carbonara pasta ရပါပြီ Filipino style ပေါ့နော်အရန်ကိုမှစားလို့ကောင်းပါတယ်အားလုံးကိုစားဖို့ဖိတ်ခေါ်ပါတယ်နော်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပြီးဖို့လည်းတောင်းဆိုပါရနော်ဗီဒီယိုကိုအစနဲ့အဆုံးထိကြည့်ပြီးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်အားလုံးပဲစားကြရအောင်နောက်ဗီဒီယိုမှာလည်းပြန်ဆုံကြမယ်နော်